ဂျက်ဟာအဲ့ဒီခန္ဓာထဲဝါလာတဲ့ဗီလာကြီးထဲမှာပျော်ပါနေခဲ့တာနှစ်ပေါင်း30တောင်ရှိနေပါပြီ။ဒါတွေအားလုံးဟာသူ့ရဲ့ချစ်သူကဂရေကတာချမ်းသာတဲ့ဘီလီယံနာတူဖြစ်နေလို့ပါ။ဂျက်ဟာမနက်တိုင်းမှန်တဲ့ကနေအသက်ရှူမရှိကိုကြည့်ပြီးဒီနေ့များမေရီတယောက်နိုးမလာတော့ဘူးလားလို့တွေးတောနေတတ်သူပါ။တနေ့နေ့မှာကန်တရားကသူ့ဘက်ပါလာပြီးဒီစီစိတ်ဥစ္စာတွေအားလုံးသူ့လက်ထဲရောက်လာမယ့်ရက်ကိုသူအမြဲမျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့နေ့တိုင်းမေရီဟာကြမ်းကြမ်းမာမာနဲ့နိုးထလာစမြစ်ဖြစ်လို့ကြဲရဲပျော်ပါလို့တဲ့မျှော်လင့်ချက်တွေဟာအမြဲတမ်းပြည့်ပြည့်ခဲ့ရပါတယ်။ဒီအိမ်ကြီးကရိုးရိုးအိမ်မဟုတ်ပါဘူး။စတူရမ်းမီတာ9000ကျယ်ဝန်းတဲ့ဗီလာကြီးပါ။ဂျက်ဟာအိမ်ထဲမှာလမ်းမလျှောက်ပါဘူး။ဟိုပါပုံးနဲ့ပဲသွားလာပါတယ်။တခုတည်းတောင်မဟုတ်ဘူးတော့တလစာရက်ပေါင်း30အတွက်တရက်ကိုတစ်စီးနှုန်းနဲ့အစီး30တောင်ရှိတာပါ။ကော်ဖီဖိတ်သွားရင်လည်းပူစရာမလိုပါဘူး။အိမ်စီတွေကချက်ချင်းတန့်ရှင်းပေးကြပါတယ်။ရေချိုးရင်စာအုပ်ဖတ်ချင်ရင်တော့စာမျက်နှာလှန်ပေးမဲ့သူရှိပါတယ်။နေအောင်ကမျက်စိထဲဝင်လာရင်ထိုင်ကုန်ကိုလှည့်ပေးပါသေးတယ်။သူဟာဘရင်တစ်ပါးလိုဘဝကိုဖျက်ဆီးနေတာပါ။ဒီနေ့ဟာသူတို့ရဲ့အနှစ်30ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။မေရီကသူ့ကိုဈေးကြီးတဲ့လက်ပတ်နာရီတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။ဂျက်ကတော့အဲ့ဒီနေ့ရက်ကိုတော့မမှတ်မိပေမဲ့စိတ်လှုပ်ရှားဝမ်းသာဟန်ဆောင်ခဲ့ပါတယ်။စိတ်ထဲမှာအာနာတလို့ခံစားရတာကြောင့်သူလည်းမေရီကိုတစ်ခုခုပြန်ပေးရမယ်လို့တွေးမိသွားပါတယ်။သူကားရောင်းပြကန်းကိုသွားပြီးစပိုကားတစ်စီးရွေးလိုက်ပါတယ်။အဲ့ဒီနောက်မှမေရီကားမမောင်းနိုင်တော့တာကိုတတိယသွားပြီးစိုးရိမ်ဟန်ဆောင်ကကိုမင်းကိုကားတစ်စီးလက်ဆောင်ပေးချင်တာပါကလေးရဲ့ဒါပေမဲ့မင်းကမမောင်းနိုင်တော့ဘူးလေလို့ပြောလိုက်ပါတယ်။ထုံးစံအတိုင်းမေရီဟာသူ့စကားကိုယုံသွားပြီးအဲ့ဒီကားကိုပဲကိုယ်တိုင်ဝယ်ပြီးဂျက်ကိုလက်ဆောင်ပြန်ပေးလိုက်ပါတယ်။ဂျက်ရဲ့ကန်ဟာတစ်ခါပြန်ပြီးတောက်ကခဲ့ပြန်ပြီးပေါ့။ဒါပေမဲ့ကန်တရားဆိုတာအများအားတော့မตายရနိုင်ပါဘူး။သူအိမ်ပြန်ရောက်တဲ့အခါအိမ်ရှိကိတ်မှာသူဝယ်ခဲ့တဲ့မော်တဲ့အတိုင်းကားတစ်စီးရထားတာကိုတွေ့လိုက်ရပါတယ်။အိမ်ထဲရောက်တော့အော်စရာတစ်ခုကစောင့်ကြိုနေပါတယ်။မေရီဟာမျိုးသားတစ်တယောက်နဲ့ရှိနေပြီးအဲ့ဒီလူကတော့တခြားသူမဟုတ်ပဲစောစောကကားရောက်စာရေးလေးဖြစ်နေပါတယ်။အဲ့ဒီလူကဗီလာထဲကိုအခုပဲပြောင်းရွှေ့လာခဲ့တာပါ။ဂျက်ဟာဒေါသတကြီးနဲ့အိမ်ထဲကိုပြေးဝင်သွားခဲ့ပေမဲ့သူဟာအပြင်ကိုလွှင့်ထုတ်ခြင်းခံလိုက်ရပါတော့တယ်